လုံးစုံတော့တရားတော်တရားဘုံညာနဲ့အကျွင်းအကြံပဲမရှိသိမြင်တော်မူ၍သာတမ္မတံဗုဒ္ဓပရမေမြတ်ကိုဝိဇာသုံးပါလေးဆုံးမှာကောင်းမြတ်သောတရားတော်များဟောကြားတော်မူ၍သူကတော်မြည်မဲ့ပရမေမြတ်ကိုတတရားသင်္ခါရဩကာသမြည်လောကသုံးတွင်အဆုံး